အန်နာဟာအိပ်ယာထဲမှာအိပ်ပျော်နေရင်မိုးသေးထန်စွာရွာသွန်းတဲ့အတန်ကြောင့်နိုးလာပါတယ်။သူမရဲ့သားဖြစ်သူဂျင်းကအနားမှာရှိနေပြီးသူကအသက်အောင့်ပြီးရေကူးကျင်နေတာလို့ပြောပါတယ်။အပြင်မှာရေကူးကန်ကြီးရှိနေပြီလို့လည်းသူကထပ်ပြောပါတယ်။ဂျင်းကသူမကိုဆက်တိုက်နှောက်ယှက်ပြီးအတင်းနှိုးတဲ့အတွက်အန်နာပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တဲ့အခါလမ်းတွေအားလုံးရေကြီးနေတာကိုတွေ့လိုက်ရပါတယ်။ဂျင်းနဲ့မှာပြင်းထန်တဲ့နာတာရှည်ယောဂရှိတာကြောင့်ဆေးမှန်မှန်တောက်ဖို့သူမကသတိပေးပါတယ်။ဂျင်းကသူ့အမေရဲ့ဖုန်းထဲမှာပုံဆွဲလို့ရမလားလို့မေးတဲ့အခါအန်နာကပုံဆွဲစာအုပ်ထဲမှာပဲဆွဲဖို့ပြောပါတယ်။ဒါပေမဲ့ဂျင်းနန်ကသူမကသူ့ပုံတွေကိုတခါမှကြည့်လေ့မရှိဘူးလို့ပြန်ပြောတဲ့အတွက်အန်နာကညှင်းဆိုပေမဲ့ဖုန်းပေးဆွဲလိုက်ပါတယ်။အန်နာမနက်စာပြင်ဖို့စူးစမ်းနေတုန်းဂျင်းနန်ကသူမကိုဝင်တိုက်မိပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့အမေစီကဖုန်းလာပြီးအဲ့ဒီမှာလဲမိုးရွာနေသလားလို့မေးပါတယ်။အန်နာကအကြာကြီးပြန်ဖြေပြီးဖုန်းချလိုက်တဲ့အချိန်မှာအပြင်ဘက်ကအတန်တစ်ခုကြားလိုက်ရပါတယ်။ရေချိုးခန်းကရေပုံပိုင်းဖွင့်ထားသလားလို့ဂျင်းနန်ကိုမေးပေမဲ့သူကမဖွင့်ထားဘူးလို့ညင်းပါတယ်။မကြခင်မှာပဲရေတွေကသူမရဲ့ခြေထောက်ကိုလာထိပြီးကြမ်းပြင်ပေါ်မှာရေတွေရှန်တက်လာပါတယ်။ရေကပြင်းပေါက်ထိမြင့်တက်လာတဲ့အတွက်အန်နာလန့်သွားပြီးအခြေအနေကိုစစ်ဆေးပါတယ်။အဲ့ဒီအချိန်မှာစီမံခန့်ခွဲရေးရုံးကနေချက်ချင်းပေးလို့ရကိုရွှေ့ပြောင်းကြဖို့ message တစ်ခုရောက်လာပါတယ်။ဒါဟာစံချိန်တင်မိုးရွာသွန်းမှုဖြစ်ပြီးရေက300အထိတက်လာပြီဖြစ်လို့အပေါ်ထက်တွေကိုဆက်တက်ကြဖို့ပြောထားပါတယ်။ဂျင်းနန်ကသူ့အမေကိုဆက်နှောက်ယှက်နေတာကြောင့်အန်နာကစိတ်တူပြီးသူ့ကိုစပွဲပေါ်တင်ကငြိမ်နေဖို့ပြောပြီးခီးဆောင်အိတ်ထုတ်ပိုးဖို့အမြန်သွားပါတယ်။အဲ့ဒီအချိန်မှာဖုန်းတကောဝင်လာပြီးတစ်ဖက်ကလူကသူမဟာစိတ်ခံစားမှုအင်ဂျင်ဖွံ့ဖြိုးရေးအဖွဲ့ကဒေါက်တာအန်နာဟုတ်မဟုတ်အတည်ပြုပါတယ်။သူကကုမ္ပဏီရဲ့လုံခြုံရေးအဖွဲ့ကအေဟိုဖြစ်ကြောင်းနဲ့သူမကိုလာခေါ်တာဖြစ်ကြောင်းပြောပါတယ်။300ကမကြခင်ရေမြုပ်တော့မှဖြစ်လို့အချိန်မရှိတော့တာကြောင့်အိတ်ထုတ်တာကိုချက်ချင်းရပ်ဖို့သူကသတိပေးပါတယ်။အဲ့ဒီနောက်မှာပဲဖုန်းလိုင်းပြတ်သွားပြီးမီးလဲပြတ်သွားပါတယ်။အန်နာကသားဖြစ်သူရဲ့အင်ဆူလင်ဆေးကိုယူပြီးသူ့ကိုအမြန်ခေါ်ပါတယ်။ဂျင်းနန်ကိုမတွေ့ပေမဲ့သူဘီရိုထဲမှာပုံနေမှန်းသိတာကြောင့်သူ့ကိုစိတ်တူခဲမိလို့တောင်းပန်ပြီးအပြင်ကိုခေါ်ထုတ်လာပါတယ်။ဝရန်တာမှာတော့လူတွေဟာအပေါ်ထပ်တက်ဖို့ကြိုးစားနေကြပါတယ်။ဓာတ်လေကားကပြတ်နေတာကြောင့်လေကားကနေသွားရမှာဖြစ်ပေမဲ့လူတွေကပြည့်နှက်နေပြီးတယောက်ယောက်လဲကျနေတယ်လို့ပြောကြပါတယ်။ဒါကြောင့်အန်နာကတခြားတစ်ဖက်ကိုပြေးသွားတဲ့အခါအဲ့ဒီဘက်ကလေကားကအားနေတာကိုတွေ့ရပါတယ်။ရေကမြန်တက်လာပြီးလူတွေရေကူးနေကြတာကိုတွေ့ရပါတယ်။ဂျင်းနန်ကကြောက်နေတာကြောင့်အန်နာကသူ့ကိုနှစ်သိမ့်ဖို့တချင်းတူဆိုကြပါတယ်။လေကားတွေကပိတ်နေတာကြောင့်အန်နာကဂျင်းနန်ကိုခစ်တချထားပြီးလမ်းရှိမလားဆိုတာကြည့်ဖို့အတားအဆီးတွေပေါ်တက်ကြည့်ပါတယ်။အဲ့ဒီမှာရေထဲမှာအလောင်းတလောင်းမျောနေတာကိုတွေ့လိုက်ရပါတယ်။သူမလူအုပ်ထဲကိုပြန်တိုးဝင်သွားတဲ့အချိန်မှာအပေါ်ထက်ကနေအီဟိုကသူမကိုလှမ်းခေါ်ပါတယ်။ဒါပေမဲ့ဂျင်းနန်ကလူအုပ်ထဲမှာပျောက်သွားပြီးအိမ်သာသွားမဲ့လူတွေကြားထဲရောပါသွားပါတယ်။အန်နာကလိုက်ရှာပေမဲ့ဂျင်းမန်ကိုမတွေ့ပါဘူး။ပြတင်းပေါက်ကနေကြည့်လိုက်တဲ့အခါကြောက်စရာကောင်းတဲ့ဆူနာမီလှိုင်းကြီးလာနေတာကိုတွေ့လိုက်ရပါတယ်။အန်နာဟာအရင်ကသူမရဲ့ခင်မွန်းနဲ့တားဖြစ်သူတို့နဲ့အတူကားမောက်ပြီးရေထဲကျခဲ့တဲ့အတိတ်ကိုပြန်မြင်အောင်လာပါတယ်။အဲ့ဒီနောက်ရေတွေခန်းထဲကိုအလုံးရင်းနဲ့ဝင်လာပါတယ်။သူမအသက်အောင့်ပြီးဂျင်းကိုရေထဲငုပ်ရှာတဲ့အခါသတိမေ့နေတဲ့ဂျင်းကိုတွေ့ပါတယ်။အီဟိုရောက်လာပြီးသူတို့နှစ်ယောက်လုံးကိုကယ်ထုတ်ကအပေါ်ထက်ကိုခေါ်သွားပါတယ်။ဝရန်တာမှာဂျင်းနန်ကိုအသက်ရှူနီးအဖို့လုပ်ပေးလို့သတိရလာပါတယ်။ဂျင်းနန်ကဒါကိုဗီဒီယိုရိုက်ပြီးပို့ရမယ်လို့ပြောပြီးသူတို့လွတ်မြောက်လာတာကိုမှတ်တမ်းတင်ပါတယ်။အီဟိုကဂျင်းနန်ကိုခေါ်သွားဖို့ကြိုးစားပေမဲ့အန်နာကသူမကိုယ်တိုင်ချီနိုင်တယ်လို့ပြောပါတယ်။အီဟိုကကုမ္ပဏီရဲ့ရဟတ်ယာဉ်ကခေါင်မိုးပေါ်မှာစောင့်နေတယ်လို့ပြောပါတယ်။အန်နာကရေကငန်းနေတာကြောင့်ဒါကတာမန်မိုးရွာတာမဟုတ်ဘူးလို့ပြောတဲ့အခါအီဟိုကလွန်ခဲ့တဲ့3နာရီကကြာကိုသိန်းတစ်ခုအန်နာတိတ်တိုက်ကိုတိုက်မိခဲ့ကြောင်းအရေးပြောသွားတဲ့ရေခဲတွေကမြောက်ဘက်ကိုစီးဆင်းလာတာဖြစ်ပြီးဂျပန်နိုင်ငံရဲ့တဝက်လောက်ရေအောက်ရောက်နေပြီဖြစ်ကြောင်းပြောပြပါတယ်။ဒါကိုဘာလို့ကြိုမသိရတာလဲလို့အန်နာကမေးတဲ့အခါသူတို့သိပေမဲ့ဘာမှမတတ်နိုင်လို့ဖုံးကွယ်ထားတာဖြစ်ကြောင်းလူသားမျိုးနွယ်ဟာဒီနေ့မှာပဲဏီကုန်းချုပ်တော့မှာဖြစ်ကြောင်းပြောပါတယ်။အီဟိုကအန်နာကိုသူမရဲ့အလုပ်အကြောင်းသိတယ်လို့ပြောပါတယ်။အန်နာနဲ့ဟင်ဟိုဆိုသူတို့ဟာလူသားတွေရဲ့စိတ်ခံစားမှုအင်ဂျင်ကိုတိစောက်ခဲ့တာဖြစ်ပါတယ်။အခုတော့ဟင်ဟိုကတေဆုံးသွားပြီဖြစ်လို့အန်နာမှာပဲအသိပညာတွေကျန်ပါတော့တယ်။အီဟိုကတခြားအဖွဲ့တွေကလူသားရဲ့ခန္ဓာကိုယ်ဉာဏ်ရည်နဲ့မျိုးပွားမှုဆိုင်ရာတွေကိုအကုန်လုံးဆောင်ပြီးပြီဖြစ်ကြောင်းအခုစိတ်ခံစားမှုတစ်ခုပဲလိုတော့တာဖြစ်လို့လူသားမျိုးနွယ်ကိုပြန်လည်ဖန်တီးနိုင်ဖို့အန်နာကအရေးကြီးကြောင်းပြောပါတယ်။အဲ့ဒီနောက်မှာတော့အီဟိုကအန်နာကိုကုမ္ပဏီအတွက်ပူးပေါင်းဆောင်ရွက်ဖို့ဖိအားပေးပါတယ်။အန်နာဟာသူမရဲ့အမေစီကိုနောက်ဆုံးအနေနဲ့ဖုန်းဆက်ပြီးနှုတ်ဆက်ခွင့်ရပါတယ်။မကြခင်မှာပဲဓာတ်ငွေ့ပိုက်တွေပောက်ကွဲပြီးအဆောက်အဦတွေပျက်စီးလာပါတယ်။အီဟိုကဂျင်းနန်ကိုအပေါ်ထက်ကိုအရင်ဆွဲတင်လိုက်ပေမဲ့အန်နာကတော့ရေထဲကိုပြုတ်ကျသွားပါတယ်။
အန်နာကရေထဲကနေပြန်တက်လာပြီးဓာတ်လေကားထဲမှာပိတ်မိနေတဲ့မိန်းကလေးငယ်တစ်ယောက်ကိုကယ်ဖို့ကြိုးစားပေမဲ့မအောင်မြင်ပါဘူးတကယ်တော့ဒါတွေအားလုံးဟာစမ်းသပ်မှုတစ်ခုဖြစ်နေပါတယ်အန်နာဟာအကြိမ်ပေါင်း8000မှကဒီအဖြစ်အပျက်တွေကိုထပ်ခါတလဲလဲကြုံတွေ့နေရတဲ့စမ်းသပ်ခံ subject နောက်လေးရ9တယောက်ဖြစ်နေတာပါကုမ္ပဏီကလူသားတွေရဲ့စိတ်ခံစားမှုကိုအပြည့်အဝနားလည်နိုင်မှုအတွက်အန်နာကိုတားဖြစ်သူပျောက်ဆုံးသွားတဲ့အခြေအနေတွေဘေးအန္တရာယ်တွေကြားထဲမှာထပ်ခါတလဲလဲထည့်သွင်းပြီးစမ်းသပ်နေတာဖြစ်ပါတယ်ဇလန်းရဲ့အဆုံးသတ်မှာတော့အန်နာဟာဒီစမ်းသပ်မှုကိုသိရှိသွားပြီးအကြိမ်ကြိမ်စူးစမ်းရင်းနောက်ဆုံးမှာတော့အီဟိုရဲ့အကူအညီနဲ့ဂျင်းမန်ကိုကယ်တင်နိုင်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ကုမ္ပဏီကစစ်သားတွေရောက်လာပြီးဂျင်းမန်ကိုလူယူသွားကအန်နာကိုနောက်ထပ်စမ်းသပ်မှုတွေလုပ်ဖို့ခေါ်ဆောင်သွားတာနဲ့အတူအကြိမ်ပေါင်း2000ထံမြောက်စမ်းသပ်မှုအဖြစ်ပြန်လည်စတင်သွားပါတော့တယ်ဒီတစ်ချိန်မှာတော့အန်နာဟာစစ်သားတွေကိုပြန်လည်ပစ်ခတ်ပြီးထပ်မံကြိုးစားပါတယ်အီဟိုကနေရန်ကနေတဆင့်သူ့နောက်လိုက်ခဲ့ဖို့ပြောပါတယ်သူတို့ပြတင်းပေါက်ကိုရိုက်ခွဲပြီးအပေါ်ထက်ကိုပြေးကြပါတယ်အီဟိုကအစွန့်ပစ်ခံရတဲ့ခံစားချက်ကိုသူနားလေကြောင်းနဲ့တားဖြစ်သူကသူမကိုတေချာပေါက်ပြန်တွေ့ချင်နေမှာဖြစ်ကြောင်းအာမခံပါတယ်အီဟိုကစစ်သားတွေကိုခုခံပေးထားပြီးအန်နာကိုတယောက်တည်းဆက်သွားခိုင်းပါတယ်အန်နာခန်းထဲကိုရောက်သွားပြီးဗီရိုကိုဖွင့်ကြည့်ပေမဲ့စစ်သားတွေကသူမကိုထပ်ဖမ်းပြန်ပါတယ်အဲ့ဒီအချိန်မှဒါပဲပင်လယ်ရေတွေကအလုံးအင်းနဲ့ဝင်လာပြီးအခန်းတစ်ခုလုံးရေမြုပ်သွားပါတယ်အန်နာပြန်နိုးလာတဲ့အခါဗီရိုကိုဖွင့်ကြည့်ပေမဲ့ဂျင်းအန်ကိုမတွေ့ပါဘူးသူမခေါင်းမိုးပေါ်ကိုတက်သွားတဲ့အခါရဟတ်ရင်ကရောက်မလာသေးပဲအမိုက်ပုံဟောင်းတွေကြားထဲကဗီရိုတစ်ခုကိုတွေ့ပါတယ်အဲ့ဒီထဲမှာဂျင်းနဲ့ရှိနေပြီးသူမကဆေးတိုက်ကျွေးလိုက်တဲ့အခါဂျင်းနဲ့သတိပြန်ရလာပါတယ်သူမကသားကိုစွန့်ပစ်ခဲ့မိလို့ငိုပြီးတောင်းပန်ပေမဲ့ဂျင်းနန်ကသူ့ကိုမစွန့်ပစ်ခဲ့ပါဘူးလို့ပြန်ပြောပါတယ်အန်နာဟာအရင်ကသားဖြစ်သူရဲ့နားထဲမှာတိုးတိုးလေးပြောခဲ့တဲ့စကားကိုပြန်သတိရသွားပါတယ်အဲ့ဒါကတော့မျက်လုံးပွင့်လာတာနဲ့ဒီဗီရိုထဲမှာပုံနေပါဆိုတဲ့စကားပါအခုတော့အာကာသယာဉ်ပေါ်ကိုပြန်ရောက်သွားပါတယ်။ကဘာမြေရဲ့အပိုင်းအစတွေကပြတင်းပေါက်ကိုဖောက်ထွက်ပြီးအန်နာကိုထိမှန်သွားပါတယ်။အန်နာကစမ်းသပ်ခံပုဂ္ဂိုလ်အဖြစ်သူမကိုယ်တိုင်ခံယူပါမယ်လို့တောင်းဆိုပါတယ်။သူမဟာတားဖြစ်သူကိုရှာဖွေဖို့ကြိုးစားရမယ့်မိခင်အဖြစ်ခံယူဖို့သဘောတူလိုက်ပြီးသူမရဲ့မှတ်ဉာဏ်အားလုံးကိုထုတ်ယူလိုက်ပါတယ်။သူမနဲ့ဂျင်းနန်ရဲ့မှတ်ဉာဏ်တွေကိုတခွဲခန်းထဲကိုလွှဲပြောင်းလိုက်ပြီးသူတို့ရဲ့ဖန်တီးထားတဲ့ရုပ်သွင်းတွေနဲ့စမ်းသပ်မှုကိုစတင်ပါတယ်။ကဘာမြေပေါ်ကစမ်းသပ်မှုထဲမှာတော့အန်နာကတားဖြစ်သူကိုရေကူးမျက်မှန်ပေးလိုက်ပါတယ်။ရဟတ်ယာဉ်ရောက်လာပြီးလှိုင်းကြီးတွေလည်းကပ်လာပါတယ်။စစ်သားတွေကထွက်ပြေးကြပြီးအန်နာကတော့ဂျင်းနန်ကိုအတူတူရေကူးရအောင်လို့ပြောပါတယ်။ဂျင်းနန်ကသူမကိုအမြဲတမ်းအတူတူရေကူးဖို့ခေါ်ခဲ့တာဖြစ်ပြီးအခုကအချိန်တန်ပြီလို့ဆိုပါတယ်။သူမကစစ်သားတွေကိုတားဆီးပေးထားပြီးဂျင်းနန်ကိုအရင်သွားခိုင်းပါတယ်ဂျင်းနန်ကရေကူးမျက်မှန်တက်ပြီးရေထဲကိုခုန်ချလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလှိုင်းကြီးကသူတို့ကိုလွှမ်းမိုးသွားပါတယ်နောက်ဆုံးမှာတော့သူမရဲ့မစ်ရှင်အောင်မြင်သွားပါပြီစစ်သားတွေထက်အရင်သူမသားကိုရှာတွေ့ခဲ့တာပါလွန်ခဲ့တဲ့9နှစ်ကအတိတ်ကိုပြန်မြင်အောင်ကြည့်တဲ့အခါအန်နာဟာမိခင်ကိုစမ်းသပ်မှုမလုပ်ခင်ကလေးကိုအရင်စမ်းသပ်တင်တယ်လို့အကြံပေးခဲ့တာဖြစ်ပါတယ်ဂျင်းနန်ဟာတခွဲတန်းမှာဖန်တီးထားတဲ့ကလေးဖြစ်ပြီးသူမကငယ်စဉ်ကတည်းကပြုစုပြောထောင်ခဲ့တာပါသူကသူမကိုမေလို့ခေါ်ခဲ့ပါတယ်အခုတော့သူမရဲ့မစ်ရှင်အောင်မြင်သွားပြီဖြစ်လို့သူမဟာတားဖြစ်သူစီကိုတွားဖို့လွတ်လပ်သွားပါပြီသူမဟာဒီဂျစ်တယ်လောကကနေရုံထွက်ပြီးတကယ်လက်တွေ့ရည်တဲ့ကိုခုန်ချလိုက်ပါတယ်ဂျင်းနန်ကမျှော်စင်တစ်ခုကိုတွေ့ကပ်နေပြီးအန်နာကသူ့စီကိုရောက်သွားပါတယ်သူမသားကိုပွေ့ဖက်ပြီးအတူတူရင်ငုပ်ကြရအောင်လို့ပြောလိုက်ပါတယ်မကြခင်မှာပဲရေတွေကသူတို့ကိုလွှမ်းသွားပါတယ်တစ်ဖက်မှာလည်းအန်နာရဲ့မှတ်ဉာဏ်တွေနဲ့မိခင်ပုံစံတူကိုအောင်မြင်စွာဖန်တီးနိုင်ခဲ့ပါပြီအာကာသစခန်း6ခုဟာလူသားမျိုးနွယ်တစ်ကိုပြန်လည်စတင်ဖို့ကမ္ဘာမြေစီကိုပြန်လာနေကြပါပြီနောက်ထပ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင်recapဗီဒီယိုတွေကိုကြည့်ကျင်သေးရင်တော့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်